စီစဉ်ဆိုဓမ္မပရိကဏ္ဍစီစဉ်လေးပေါ့ဒါကြောင့်ဒီတရားပွဲမစမီမှာဘုရားရှိခိုးမယ်ဘုရားရှိခိုးပြီးရင်အဲ့တော့တရားဟောတဲ့ဓမ္မဂရိကအရှင်ဘုရားအားတန်ត្រာတပိမှာကာယကံဝစီကံမနောကံစရှိသောကံသုံးပါးတို့ဖြင့်တဘာဝသောကံဖြင့်ပြစ်ပန်းပြီးခဲ့တဲ့ပြစ်ပေါင်းများစွာရှိဘဝပေါင်းများစွာရှိအဲ့ဒီပြစ်တွေကိုဘုရားအတိတရားတွေရတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရပြီးတော့မှသူတော်ကောင်းတရားတွေကိုကျင့်ကြံအားထုတ်တဲ့အချိန်မှာကိုယ်အတွက်အနောက်ရှေ့အဆူပြုလုပ်မဖြစ်အောင်အပြစ်များကြည်အောင်ရှင်းလန်းကြီးဖြောက်ယူအောင်အဲ့လိုရည်ရွယ်ချက်တွေနဲ့အပြစ်အားလုံးကိုဝန်ချတော့ပါမယ်အဲ့လိုပြောပြီးတော့ဆရာတော်ဘုရားကဆုပေးပါမယ်ဆုပေးရင်လုံစင်တိုင်းကျင့်ကြံကြိုးဖို့အားထုတ်ပါမယ်ဘုရားလို့ဘုရားဆုကိုခံရမယ်ဒါပြီးတာနဲ့ဆရာတော်တရားပွဲဆောင်ဖြစ်ပါလေအဲ့တော့ဓမ္မပဋိစတဲ့ဘုရားမင်္ဂလာရှိကြရောက်ပြီဖြစ်ပါလေဘုရားများကသုံးလောကထူတာတတ်ပြီးညွတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတ္တသုံးချိန်ညီညီညာညာလေးလေးနဲ့နဲ့ပြည့်စုံဆိုတော့ပြီးတော့မှထိုင်းနိုင်ငံမှာဘာကမျိုးပြင်ကျင်းပတာတော့မဟုတ်ဘူးပြဿနာခုနှစ်ရက်10ရက်တရားစခန်းပွဲရဲ့ပထမဦးဆုံးနေ့ပထမဦးဆုံးတရားဓမ္မတပင်ကိုဝိသေကြပါအောင်ဆိုတာဇတ်တမောပါလုပ်ပြီးသင်္ကန်းတရားတော်များခုနှစ်ရက်10ရက်တိုင်ဟောကြားချင်းမြင့်မြတ်မြတ်ရှင်သမျှဟောကာနာတော်ကျိုးဖြင့်ညီညီညာညာပြောကြပါအောင်စို့ဒ
ဒီလာကိုတမာရီကိုဒီနာကိုအား၎င်းဘုဘုံမျိုးစုံဒီကြောင့်လည်းဒီဦးစီးဗန္ဒနာကအရှင်မြတ်ဖြစ်တော်မူသောဗန္ဒနာဘုဒ္ဓနာဆရာတော်ဘုရားကြီးဒီလာကိုတမာရီကိုဒီနာကိုအား၎င်းဆရာတော်ဆရာတော်ဘုရားကြီးဒီလာကိုတမာရီကိုဒီနာကိုအား၎င်းကမ္မလနာစေယဗန္ဒနာကုမာဆရာတော်ဘုရားကြီးဒီလာကိုတမာရီကိုဒီနာကိုအား၎င်းဥဒိမှာပန်းစင်းပြီးတော့ဒီမြို့နယ်လူလူတွေဆောင်ကြပုံတော့ဆရာတော်ကရှင်သူများတို့ဘုန်းကြီးကံကြီးကိုခိုးလုံးပြီးတော့ကြွကြရမှာလို့ပရိစ္ဆေသမဘာလို့ဝေဒနာတရားတော်များဖြစ်အစဉ်ကျေးဇူးဆောင်မှာဖြစ်ပါတယ်အခုလိုပြောကြတဲ့နေရာမှာလူတွေဇမောင်းကအစဉ်ပြောတဲ့နေရာမှာလူတော်နဲ့စကားလုံးလေးရှိရင်လည်းအစဉ်မြတ်ရှိတာဖြစ်နေကြပါပူသွားတဲ့လူလေးတွေရှိရင်လည်းနောက်ပြီးမှနားထောင်ကြပါသူပဲမြင့်တရားခံပါတယ်။တရားရှိခိုးတဲ့ကြီးဟာနကုလမှာနကုလမယာတော့မှာသာသနာ့ရေးမှာတန်တိုင်းကဆုံးပြလာကြတယ်။အမိဘနိကမောနမအလိုကုလူမင်းမရှိဘူးလို့ပြောကြပါတယ်။ဒါကိုဆရာတော်နဲ့အားလည်းမပါဘူး။ဒီလိုလေးပြန်ကျေးဇူးလက်ဆက်ချင်တာဖြစ်ပါတယ်။ဒီလိုတရားတော်ကိုမစားတင်ပြီးဆက်ကြပါမနာဘယ်လိုမှရှိတဲ့ဒီနေ့ဒီမှာတရားဝါရီမြင့်တာတိုင်းကြီးပို့ပေးမှာဖြစ်ပါတယ်။ဒီနေ့တရားတော်ဦးဇင်းတိုင်ပေးပါမယ်အသက်တွေပါမဆိုတော့အဟောင်းတွေကကြာပြီးသားပါလေတဲ့မြတ်ဥစ္စာပဲပေးတယ်အဲဒီဦးဇင်းတိုင်ပေးပါမယ်ဒီတနေ့ထဲနိုင်စီကြပါငါဒီသက္ခုအကြီးအစင်သက္ခုဝိညာဏတာဘေးရန်ကင်းကွာစိတ်နဲ့ပြောဓမ္မချမ်းသာခြင်းကိုလူရှိသလိုသတ္တဝါအနန္တတို့၏သက္ခုအကြီးသက္ခုဝိညာဏတာဘေးရန်ကင်းကွာစိတ်နဲ့ပြောဓမ္မချမ်းသာကြပါစေငါဤသောတာအကြီးအတံသောတာဝိညာဏတာဘေးရန်ကင်းကွာစိတ်နဲ့ပြောဓမ္မချမ်းသာခြင်းကိုလူရှိသလိုသတ္တဝါအနန္တတို့၏သောတာအကြီးအတံသောတာဝိညာဏတာဘေးရန်ကင်းကွာစိတ်နဲ့ပြောဓမ္မချမ်းသာကြပါစေငါဤဒါနအကြီးအနန္ဒါနဝိညာဏတာဘေးရန်ကင်းကွာစိတ်နဲ့ပြောဓမ္မချမ်းသာခြင်းကိုလူရှိသလိုသတ္တဝါအနန္တတို့၏ဒါနအကြီးအနန္ဒါနဝိညာဏတာဘေးရန်ကင်းကွာစိတ်နဲ့ပြောဓမ္မချမ်းသာကြပါစေငါဤဇိမအကြီး
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တ
ဒီအင်္ဂါ၃ချက်နဲ့ပြောလို့ရှိရင်ထက်ရှင်ကိုရမကြီးကကောင်းသောပြောခြင်းနဲ့ပြောခဲ့တယ်ကောင်းသောပါလေအဲ့တော့ဦးဇင်းဒီမှာယောဂီတွေကိုတိုက်တွန်းပါမယ်ဗာလိတိုက်တွန်းခြင်းလဲဆိုတော့ရှေ့ပိုင်းမှာနော်ယောဂီတွေတော်တော်ထိုင်းနိုင်ငံကိုဦးဇင်းတို့ဆိုပြီးဆရာတော်ကြီးမှပိဿဆေးဝါလာကိုဦးဇင်းတို့ပြန်တယ်ပြန်ပြီးတော့မှဦးဇင်းတို့ပြန်သွားတဲ့ရက်က12ရက်နေ့73ရက်နေ့ထိရောက်တော့14ရက်နေ့ဦးဇင်းတို့တောင်ကြီးတညကျဲနေဆရာကြီးလည်းကို15ရက်နေ့ကျတော့အနာကြီးဆေးရော9ရက်ရဆန်းတော့ပေးတယ်အဲ့တော့9ရက်ဆန်းပေးတော့ဒီဆေးရုံမှာယောဂီလူနာယောဂတဲ့တွေပေါ့အခုဒီချိန်မှာတော့တရားတက်အောင်ပဲကြာမှာတော့တယ်ယောဂတဲ့ဒါပေမဲ့ဆေးရုံနဲ့တမိုင်4ပါတော့အင်ချီ900လောက်ရှိတယ်ယောဂတဲ့ပါတယ်ဒီလေဗျာယောဂတဲ့အဲ့တော့သူတို့မိသားစုဝင်နေပေါ့အဲ့ဒီမှာရှိတဲ့ရွာမှာရှိတဲ့သူတို့လေးတွေရဲ့ရင်သွေးလေးတွေပေါ့အပါ129ပါရှင်ပြုအလူလုပ်ပေးတယ်အဲ့ဒီမှာအဲ့ဒီရှင်ပြုအလူလုပ်ပြီးတော့မှအဲ့ဒီနေ့မနက်စာအာဟာရတရားလုံးလေးခုတိတ်ပေါ့ထိပ်ပြီးတော့မှအဲ့ဒီမှာဦးဇင်းတို့သမင်းနဲ့သူတို့ကျွေးတယ်ပြီးတော့နေ့နဲ့ကျတော့ရှင်ပြုအစီအစဉ်နဲ့တရားတွေပေါ်ပေးကြတယ်အဲ့ဦးဇင်းတို့အဲ့ဒီမှာ6ညပေါ့ယောဂီတွေ4ညကမန်ရှုကကမ္မဋ္ဌာန်းဆရာတော်ဥညာဏဒိဋ္ဌိတဲ့ဆရာတော်4ညဟောပေးတယ်ဦးဇင်းက9ညဟောပေးတယ်6ညဒီဘက်ဆေးရုံမှာတော့9ရက်တဲ့စကားပွဲတွေပေးခဲ့တယ်အဲ့ဒါယောဂီတွေဒါလေးတွေထင်တာတခြားမဟုတ်ပါဘူးပုံမှန်ရှိတဲ့ယောဂတွေကသူတို့လေးတွေကြည့်ဘဝကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ခြေပြက်လက်တဲ့တွေတချို့မျက်စိကန်းနေတယ်အဲ့ဒါယောဂီတွေတချို့နှာခေါင်းတွေခြိုက်ဝင်နေတယ်တချို့လက်တွေကဒုံတိတွေနဲ့အဲ့ဒီလိုယောဂတွေကအခုလိုသူတော်ကောင်းတို့ပြိတ္တထဲကိုလာပြီးတရားစခန်းဝင်ခြင်းနဲ့ဆိုလို့ရှိရင်လွယ်ပါမလားလွယ်ပါဘူးဗျာဘယ်သူမှလက်ခံမှာမဟုတ်ဘူးအဲ့တော့ဒီမှာရှိတဲ့အားလုံးညီတော်တို့ရှိတော်မျိုးတွေကဘာပဲပြောဘယ်ရိတ်ကတော့ဘုံရတယ်ဘယ်စခန်းသွားအားထုတ်ရတယ်မရဘူးလားယောဂီမရပါဘူးဗျာဘယ်ယောဂီလုံးဝရဟခံခြင်းနဲ့လွယ်လိုက်တာဗျာမလွယ်ဘူးလားယောဂီလွယ်ပါတယ်ဗျာအခုအဲ့ဒီမှာရှိတဲ့ယောဂတွေကမလွယ်ဘူးဗျာအများနဲ့စွန့်ပစ်ခြင်းကိုခံရရတယ်အဲ့တော့သူတို့လေးတွေ၆တဲ့စကားလုံးတွေဆိုလို့ရှိရင်ရှင်ပြားတပည့်တော်တို့ကိုပြတ်မထားပါနဲ့ဗျာတပည့်တော်တို့ကရှင်ပြားတို့လာဟောပေးမှဒီတရားတွေနာရမှာရှင်ပြားတို့လာပြီးမှစကားပြောတွေဖွင့်ပေးမှတပည့်တော်တို့အားထုတ်ရမှာနမယတပည့်တော်တို့ကမလဲဘူးတဲ့သူတို့လေးတွေပြောတဲ့စကားပေါ့နော်ယောဂီတွေအင်မတန်တနာဖို့ကောင်းပါလေယောဂီတွေအဲ့ဒါကြောင့်တကယ်ဒုက္ခိတဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေတော့မှကိုယ်စတဲ့တမထားတဲ့အချိန်ကြီးတနေ့၈ကျင်းကျိုးစားပြီးရှုမှတ်ကြကျိုးစားပြီးပါလေရှုမှတ်ပါအဲ့တော့တချို့လေးတွေဆိုလမ်းမလျှောက်နိုင်ကြိုင်းထောက်လေးတွေနဲ့တချို့လက်ချောက်တရားမရှိတော့အဲ့တော့ဝီချဲပေါ်မှာတရားကတက်အဲ့ခြေပြတ်တဲ့ပုဂ္ဂိုလ်ကတက်ခြေကောင်းလက်ကောင်းနည်းနည်းပါးပါးထိထားတဲ့ပုဂ္ဂိုလ်ကအဲ့ဒီဝီချဲလေးကိုတွန်းပြီးတော့မှဓမ္မကြီးကိုခေါ်လာပေးတယ်တုံးနဲ့တူကူညီကြတာပါလေယောဂီအဲ့ဒီလိုနဲ့ရက်ကိုအပြည့်အားထုတ်သွားတဲ့သူတော်စင်အများကြီးတွေ့ရတယ်ဒါဆိုတော့ယဟန်တန်တော်တွေအပါ80လောက်ရှိပါတယ်ညနာယောဂဆွဲကတ်ထားလေအဲ့တော့တချို့လည်းသိတနာလို့ကောင်းပါလေစာတိတိုက်တွေမှာအကြီးကဓမ္မစီရရောက်တဲ့အခါမှာယောဂရုပ်ရကောက်လာလို့နောက်ဆုံးတော့ယောဂဖြစ်တာထင်မှမသိတော့အချိန်ကနောက်ကျသွားပြီနောက်ကျမှဆေးရုံရောက်လာတဲ့အချိန်မှာလက်တွေကကွေးကောက်ပုံပြီးတော့ရောက်နေတယ်အဲ့ဒါဆိုတော့သူတို့လေးတွေကဆေးရုံရောက်ပြီဆိုတော့ဘဝတိမ်နေသွားပြီတဲ့သူတို့လူတော်တဲ့တိုးမလွယ်တော့သူတို့ကလည်းသူတို့တိမ်နေသွားတယ်အဲ့တော့စာတနဲ့ပြန်သွားခြင်းနဲ့ဘယ်စာတနဲ့မှလက်ခံဖို့မလွယ်တော့လွယ်ပါမလားလွယ်ပါဘူးအဲ့ကြောင့်ယောဂီတွေသူတို့လေးတွေမှာတော့မှတကယ်ကိုခက်ခဲတယ်ကြိုးစားပြီးမှအားထုတ်ကြတယ်အဲ့ဒါဒီမှာရှိရရှိတော်မျိုးတော်ကအင်မတန်ဘုံကံကြီးမားပါတယ်အဲ့ကြောင့်ကိုရရှိတဲ့ကိုယ့်ရဲ့တရားပဲရရနေရ3ရက်ပဲရရတပတ်10ရက်ပဲရရကြိုးစားပြီးအားထုတ်ပါဗျာမကောင်းလားယောဂီမှန်ပါဗျာအဲ့ဒါကြိုးစားပါဦးဇင်းလည်းအစွမ်းကုန်သူတော်တို့ကိုဘေးရနေဝိုင်းပြီးထိန်းပေးမယ်ဦးဇင်းနဲ့ပါလာတဲ့တန်ခါတွေလည်းဝိုင်းပြီးထိန်းပေးမယ်အဲ့ဒါတရားတွေလည်းအတတ်နိုင်ဆုံးကြိုးစားပြီးမှပြောပေးမယ်ယောဂီတွေကပုံမှန်လေးကြိုးစားပြီးအလုပ်လုပ်တော့မယ်ဆိုရင်အများကျိုးများတယ်ဗျမများလားယောဂီတွေများပါတယ်ဗျအဲ့အတတ်နိုင်ဆုံးစကားလေးတွေပါတော့ပါမယ်သိနေပြရမယ်စကားလုံးကမလိုအပ်ရင်မပြောဘူးယောဂီနောက်ပြီးတော့ဒီလိုအဆောင်တွေရောက်နေတဲ့စကားကိုအတတ်နိုင်ဆုံးထိန်းသိမ်းပေးမယ်ပေါ့နောက်လို့ရှိရင်ဒီမှာရှိတဲ့ဒီလက်ရှင်ဆရာကြီးတွေကဒီလိုအပြစ်မြင်ပုံနဲ့ဘာမြင်ပုံပါလဲခါတိုင်းဒီမှာတရားစကားပွဲတွေဖွင့်နေဆိုတာချမ်းမြေ့ဆရာတော်ဘုရားကြီးကယောဂီဘလောက်ဆိုပြီးကန့်တတ်တာကိုယောဂီယောဂီ80တရားအဲ့လိုကန့်တတ်တာ80တရားဆိုတဲ့အခါကျတော့ကဲယောဂီတွေတရားရှိမှတ်တဲ့နေရာမှာလည်းခြုံလေးပေါ့ဆွန်းသုံးတဲ့နေရာမှာလည်းပဲအ
အဆင်ပြေတယ်ကျင်းတဲ့နေရာတွေမှာလည်းအဆင်ပြေတယ်ပေါ့ဗျာအခုတော့တော်တော်တော့မှာလည်းအကြံချိန်နဲ့အားကြတာဆိုတော့အားလုံးကကြိုးစားပြီးတော့မှအားခဲပြီးလာတဲ့အတွက်ယောဂီတွေများတော့နည်းနည်းထက်ခဲပြီးတော့မရှိလာတာအဲ့တော့ဘုဒ္ဓနာနဲ့မူပိတိခံပြီးတော့မှကိုရတဲ့အဋ္ဌာန်ရဲ့လေးကိုကြိုးစားပြီးအားထုတ်တော့တယ်မကောင်းတဲ့ယောဂီတွေကောင်းပြီလားအဲ့တော့ကျွန်တော်ဆက်ဝိုင်းကိုဆက်လက်ပြီးမယ်ယောဂီတွေဆက်ဝိုင်းကိုတစ်ချက်ကြည့်ပြီးပါယောဂီတွေအဲ့တော့ယောဂီတို့ဒီမှာရေးထားလိုက်တာရှိသေးတော့ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဒီပဋိစ္စသမုပ္ပါဆက်ဝိုင်းဒေသနာလေပုံပြတ်ပေါ်ပေါ်ယောဂီတွေအဲ့တော့မိုးကုတ်ဆရာတော်ဘုရားရဲ့ဆက်ဝိုင်းဒေသနာဆိုတော့ရှင်လားတရားတွေကမိုးကုတ်တရားပဲကောင်းတာလားနေဖို့မကောင်းတာယောဂီတွေကောင်းပါပါဗျာအဲ့တော့တရားတွေအားလုံးကောင်းတယ်မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကြီးပဲယောဂီမာဇီလေဒီဝေဝဆိုလုံးကတဲ့ဝိုင်းအစရှိတဲ့တရားတွေဒီနာနေတရားတွေမများဘူးလားယောဂီတွေမှန်ပါပါဒီနာနေတရားတွေဘယ်လိုပဲများပါလဲယောဂီတွေဆရာတော်တော်တွေသူတို့ကိုယ်တိုင်ပရိယပฏิပတ်တွေလေ့လာပြီးတော့မှသူတို့ရှောက်လန်းခဲ့တဲ့ဓမ္မတွေကိုတာဝကတွေကိုပြန်လဲတဆင့်ဖောက်တဲ့ခြားတော့မာဇီဆရာတော်ရဲ့မာဇီဆရာတော်နီးဖြစ်သွားတယ်မဟုတ်ဆရာတော်ပြောတော့မဟုတ်ဆရာတော်နီးဖြစ်သွားတယ်လေဒီဆရာတော်ပြောတော့လေဒီဆရာတော်နီးဖြစ်သွားတယ်ဟောဆရာတော်ဟောကြတော့ဟောဆရာတော်ရဲ့နီးဖြစ်သွားတယ်တကယ်တော့ရောက်ရမယ်လမ်းကြောင်းမှာတူတူပါပဲပြောမယ်လမ်းကြောင်းမှာပါလေတူတူပါပဲရှေ့ပိုင်းပြည့်ညက်ကလေးကကွဲတာပါတဲ့ပြည့်ညက်ကလေးမှာဗာလေးလေးကွဲလဲဆိုတော့တချို့အာနာပါနရှုမယ်တချို့ဖောင်းပွင့်ရှုမယ်တချို့ငယ်ထိတ်ရှုမယ်အဲ့ဒါလေးတော့ကွဲမယ်နောက်ပိုင်းဖောက်ပြန်ပျက်စီးတဲ့သဘောတရားလေးတွေမြင်လာရင်တူသွားတယ်ဗျအပြည့်သွားတယ်တူပါပါဟောဒီအဲကြောင့်ယောဂီတို့အတတ်နိုင်ဆုံးယောဂီတို့ဥစဉ်စိတ်ထားနှလုံးသွင်းရမှာကဘယ်နည်းကိုမှဝေဖန်မှုဘယ်နည်းကိုမှမဖြစ်မှာဘူးအဓိကကိုယ်ကြောင့်ကိုသိအောင်လာလုပ်ကြတာကိုယ်ကြောင့်ပါလေကိုယ်ကြောင့်ပါတရားထုတ်တဲ့ဆိုတာကိုယ်ကြောင့်ကိုသိအောင်လုပ်ကြတာဗျကိုယ်ဝမ်းထဲမှာရှိတဲ့လောဘဒေါသမောဟဘယ်လောက်ကြီးအခြေအနေရှိလဲရော့သွားပြီလားတော်တော်လေးအခြေအနေတိုးတက်လာပြီလားအဲ့ဒါသိအောင်လာလုပ်တာအဲ့ဒီဆိုတော့ယောဂီတို့တခြားသောနည်းတွေလည်းသူ့အနေနဲ့မကောင်းကြဘူးလားကောင်းပါတယ်ဗျာကောင်းတယ်ဒီနေ့မြန်မာပြည်တို့နောက်တခြားသောနိုင်ငံတွေမှာလည်းရှိကြပါတယ်ဒီနာနေကြတဲ့ကိုယ်တော့သူ့ဆရာကောင်းတယ်ငါဆရာကောင်းတယ်ဒုနဲ့ဒုနှလုံးသွင်းမှားတာလည်းမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါတွေကကျောင်းဆရာကောင်းတယ်ဗျာအားလည်းယောဂီကျောင်းဆရာကောင်းတယ်အဖြစ်လို့လဲဆိုတော့ယောဂီတို့ဦးဇင်းတို့ကမုတ်ကုတ်နီးမှကောင်းတယ်ကျန်တဲ့နီးမကောင်းဘူးဆိုရင်ကဲကျန်တဲ့နီးကိုပြစ်မှားရမယ်တော့လားမှန်ပါတယ်ဗျာအဲ့ဒါကြောင့်တခြားခေါ်ကြတဲ့ပုဂ္ဂိုလ်တွေကအရိယာဖြစ်နေမလားသို့ဒီမဟုတ်အရိယာလမ်းကြောင်းမှာရှောင်လန်းနေတဲ့သူတော်ကောင်းတွေဖြစ်နေမလားအဲ့ဒီလိုသူတော်ကောင်းတွေကိုယောဂီတို့ဦးဇင်းတို့ကရံဝေခံပြီးပြစ်မှားလိုက်ရင်အရိယဘောဝါဒကထိုက်တယ်ဗျအရိယာကိုပြစ်မှားရင်ဘာကထိုက်အရိယဘောဝါဒကအရိယဘောဝါဒကဆိုအရိယာကိုပြစ်မှားမိတဲ့ကဒီဘဝတစ်သက်လုံးအလုပ်တရားမရတော့တရားရနိုင်ပါမလားမရနိုင်ပါဘူးအရိယာလမ်းကြောင်းမှာရှောင်လန်းနေတဲ့ပုဂ္ဂိုလ်ကိုနှလုံးသွင်းမှားရင်တော့မှယောဂီတို့ဦးဇင်းတို့ကအရိယဘောဝါဒကနီးနီးထိုက်တယ်တဲ့အဲကြောင့်အင်မတန်ကြောက်စရာကောင်းတယ်ယောဂီတို့ဦးဇင်းတို့တခြားနည်းတွေအများကြီးရှိတယ်သူကလည်းဒီနည်းတွေအားလုံးရှိပြီမှာအားလုံးရောက်မဲ့လမ်းကြောင်းကတော့တူသွားတယ်မတူကြယောဂီတွေတူပါတယ်အားလုံးသောနည်းတွေမကောင်းလားဗျကောင်းတယ်အဲ့တော့ကိုကလည်းကိုရှုမှတ်တဲ့လမ်းကြောင်းမှာကိုနဲ့ကြိုက်တဲ့ကမ္မထရှုမှာပေါ့မဟုတ်လားယောဂီတွေကိုနဲ့ကြိုက်တဲ့ကမ္မထကိုနဲ့သိလျော်ရင်အဲ့ဒါဆက်အားထုတ်မယ်ကိုနဲ့မသိလျော်ရင်တခြားကမ္မထပြောင်းမယ်ပေါ့မကောင်းတဲ့ယောဂီတွေမှန်ပါတယ်အဲ့တော့တချို့ကအဲ့ဒီလိုချင်းများတော့ဘယ်လိုဖြစ်လဲဆိုတော့သူဆရာကောင်းတယ်ငါဆရာကောင်းတယ်နဲ့အချင်းများတာကဘာနဲ့သွားတူလဲဆိုတော့စေညွန်းလေးတွေကဖတ်ကြတယ်စေညွန်းလေးတွေကဖတ်ကြတယ်စေမတော့ဘူးဗျာဘာလဲယောဂီစေမတော့တဲ့ခါကျတော့ဘာဖြစ်ရဖြစ်တာတော့ဘာဖြစ်တယ်ယောဂီရဖြစ်တယ်စေညွန်းတော့ဖတ်တယ်လေစေတော့မစားဘူးမစားဘဲနဲ့သူဆရာကောင်းတယ်ငါဆရာကောင်းတယ်မဖြစ်နေဘူးလားဖြစ်ပါဘူးကဲအဲ့ဒီဆိုယောဂီတို့ဦးဇင်းတို့အဲ့ဒီလိုနှလုံးသွင်းမှရင်အကုသိုလ်တွေမရဘူးလားမရပါဘူးအရိယာသူတော်ကောင်းကိုပြမှရင်အရိဘောရကအရိယာလမ်းကြောင်းကိုရှောက်လန်းနေတဲ့ပုဂ္ဂိုလ်ပြမှရင်အရိဘောရကနီးနီးထိုက်တော်မယ်အဲကြောင့်ယောဂီတို့ဦးဇင်းတို့ကအဲ့ဒီမျိုးလေးတွေကိုမပြတ်ပါမိအောင်ဉာဏ်နဲ့တတိနဲ့ရှင်ပြီးတော့မှအဲတဏှာဆုံးထိမ့်သိမ့်ပြီးတော့မှကိုယ်နဲ့ကြိုက်တဲ့ကမ္မထာကိုပုံမရှိသွားမယ်မကောင်းလားယောဂီလေကောင်းပါရဲ့ဗျာဒီကောင်းနေတာဒီမှာပဋိစ္စသမုပ္ပါသဝိုင်းပဋိစ္စသမုပ္ပါကစာလို့ရေးထားတယ်မြန်မာလိုပြန်လိုက်မယ်တရားနည်းနဲ့မပြောဘူးမြန်မာလိုသဘောပေါက်တယ်အောင်ပြောရင်တော်ကောင်းလို့ဦးဇင်းတို့ရဲ့ခန္ဓာတော်ကောင်းလို့ဦးဇင်းတို့ရဲ့ခန္ဓာပဋိစ္စသမုပ္ပါဆိုတာဘာလဲလဲခန္ဓာဘယ်သူခန္ဓာလဲဆိုတော့မိမိခန္ဓာဘယ်သူခန္ဓာမိမိခန္ဓာဒီဘက်မှာဆက်ဝိုင်းဒီဘက်မှာဆက်ဝိုင်း
ဒီမှာအဝိုင်းမရှိလားယောဂီရှိပါတယ်ဗျာအဲ့ဒီအဝိုင်းကဘာလဲလဲဆိုတော့ဖြစ်စဉ်နဲ့ဘာလဲလဲဖြစ်စဉ်ပါဗျာအတိစ္ဆသမုပ္ပါကခန္ဓာစက်ဝိုင်းကဖြစ်စဉ်ခန္ဓာဖြစ်စဉ်ဘယ်သူခန္ဓာဖြစ်စဉ်လဲဆိုတော့မိမိခန္ဓာဖြစ်စဉ်ဒီအဝိုင်းပြေးလို့ပြေးနေတယ်တဲ့ဒီဝိုင်းပြေးလို့ဘာလဲလဲပြေးနေပါဗျာအဲ့ဒီလိုကပြေးနေမယ်ဆိုလို့ရှိရင်ဒုက္ခကတိကင်းခြင်းနဲ့နိဗ္ဗာန်တရားမှမရောက်တော့ရောက်ပါမလားရောက်ပါဘူးအဲ့ဒါကြောင့်ပြင်ကြမှာစင်ကြပါတဲ့ဘုရားဆရာကြီးကပြောတယ်ဗျအခုယောဂီတို့ဆိုတော့ပြင်ခြင်းစင်ခြင်းရောက်နေပြီဘယ်ခြင်းရောက်နေပြီပြင်ခြင်းစင်ခြင်းရောက်နေတာကိုမပြင်မစင်ပဲနဲ့တိုင်းပြည်စည်းပွားရေးနဲ့တောင်ကြဆိုင်နေမယ်ဆိုလို့ရှိရင်ကဲယောဂီအဝိုင်းပြေးမှလားမပြေးဘူးလားပြေးပါပါဗျာဒုက္ခဆက်လည်မယ်တဲ့ဘာဆက်လည်မယ်ဒုက္ခဆက်လည်ကဲယောဂီအကွက်အဖြစ်ပရိစ္ဆာသမုပ္ပါအကွက်က၄ကွက်တော့ရှိတယ်တဲ့ဘယ်နှကွက်၄ကွက်ယောဂီဟောင်းနေဥဆောင်ကြည့်ပါဦး1ကွက်2ကွက်3ကွက်4ကွက်အကွက်၄ကွက်ရှိတော့ဒီနေ့တရားဝင်တရားနာမှာကြားကုန်တော့ယောဂီတို့လည်းမောင်းလို့ရခန္ဓာ၅ပါးရုပ်နာ၅ပါးကနိဗ္ဗာန်ဘာကွက်ထဲမှာရောက်ရှိနေတယ်ဘယ်ထဲမှာရောက်ရှိနေလဲပဋိစ္စသမုပ္ပါအင်္ဂါက12ပါးရှိတယ်ဘယ်နှပါးရှိလဲ12ပါးအဲ့ဒီ12ပါးဘယ်လိုလဲဗျာဝိသသင်္ခါရဝိညာဏနာယုတ်သလယနာပါဒဝေဒနာတဏှာဥပါဒံကာမဘဝသာဝိဇရာမရဏဘာလို့12ပါးလဲဆိုတော့ပဋိစ္စသမုပ္ပါအင်္ဂါ12ပါးပြီးတော့ယောဂီမူလနဖျာအဝိဇ္ဇာနဲ့တဏှာဘယ်လိုလဲဘယ်လိုအဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာနဲ့တဏှာဘာနာဖျာလို့ခေါ်တာလဲဗျာသစ္စာနှစ်ခုတဲ့သစ္စာဘယ်နှခုနှစ်ခုပါဗျာရှိရတော့သစ္စာ၄ပါးပေါ့ဇဝဲပုံရောက်တော့ရှင်းမယ်လောလောဆယ်ဆက်ဝဲမှာနှစ်ပါးနဲ့တယ်လို့နှစ်ပါးကိုပြောမယ်သမုဒိယသစ္စာဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခသစ္စာသစ္စာဘယ်နှခုလဲနှစ်ခုပါဗျာ၄ခုအလွာအတိတ်ကြောင့်အလွာပြစ္ဆုတ်ပံအကျိုးအလွာပြစ္ဆုတ်ပံအကြောင်းအလွာအနာဂတ်အကျိုးအလွာအလွာကတလွာရှိတယ်၄ပါးအင်္ဂါ12ပါးဝိသသင်္ခါရဝိညာဏယုတ်သလယနာပါဒဝေဒနာတဏှာဥပါဒံကာမဘဝသာဝိဇရာမရဏသုံးပါးအစအင်္ဂါရနဲ့ဝိညာဏသစ္စာဝေဒနာနဲ့တဏှာသစ္စာကာမဘဝနဲ့သာဝိသစ္စာအစဘယ်နှစရှိလဲသုံးပါးပါပါတယ်ဗျာနယမူလာတဏှာနဲ့ဝိဇ္ဇာတဏှာနဲ့ဝိဇ္ဇာဘာမူလလဲနယမူလာပါဗျာဝတ္တုံဝနေတဲ့ပြောကြည့်နေကြမှာကိလေသာဝတ္တုံဝကာမဝတ္တပါဝိပါကဝတ္ရှိပါကိလေသာဝကယောဂီတွေကများလေးဆင်းလာတယ်အဝိဇ္ဇာဝိုက်ပြီးကျိုးလေးကြလာတယ်တဏှာဥပါဒံကိုဝိုက်လိုက်တယ်အဝိဇ္ဇာတဏှာဥပါဒံဘာဝတ္တုံပါကိလေသာဝတ္တုံပါကာမဝကနှစ်ပါးတဲ့ယောဂီတွေပါများလေးဆင်းလာပြီသင်္ခါရဝိုက်ပြီးကျိုးလေးကကာမဘဝကိုလာလေးလုပ်လိုက်တယ်သင်္ခါရနဲ့ကာမဘဝဘာဝနှစ်ပါးကာမဝနှစ်ပါးဝိပါကဝဘယ်နှစ်ပါးရှိပါပြောကြည့်ပါယောဂီရောဝိညာဏယုတ်သလယနာပါသဝေဒနာသာတိဇရာမရဏဥပပတ္တိဘဝဘာဝရှိပါလဲဝိပါကဝရှိပါဗျာကာလသုံးဖြာဝိယခုဖြစ်စေပြစ္ဆုတ်ပံကာလနာဖြစ်တဲ့အနာဂတ်ကာလကာလဘယ်နှပြလဲသုံးပြပါဗျာချင်းရ20အတိတ်ကြောင့်ချင်းရဘယ်နှပါရှိလဲပြစ္ဆုတ်ပံအကျိုးချင်းရပြစ္ဆုတ်ပံအကြောင်းချင်းရအနာဂတ်အကျိုးချင်းရအတိတ်ကြောင့်ချင်းရ၅ပါးဘာင်္ဂါလေးလဲဝိသသင်္ခါရတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝဘာကြောင့်ချင်းရ၅ပါးလဲအတိတ်ကြောင့်ချင်းရ၅ပါးပါဗျာအတိတ်ကြောင့်ချင်းရ၅ပါးဘယ်ကွက်ထဲမှာလဲသ
ဒီပုဂ္ဂိုလ်သစ္စာဖွဲ့ပါဦးသစ္စာပါယူခြင်းရာဘယ်နှပါးရှိလဲသိကြည့်ပါဦးဝိညာဏယုတ်တလယရဏဖကဝေဒနာဝိညာဏယုတ်တလယရဏဖကဝေဒနာအာဘာယူခြင်းရာ၅ပါးလေသစ္စာပန်ကျူချင်းရာ၅ပါးပဲကွက်ထဲမှာလေနိကွက်ကိုသစ္စာဖွဲ့ပါဦးသစ္စာပန်ကြောင့်ချင်းရာဘယ်နှပါးရှိလဲသိကြည့်ပါဦးဥပါဒံဘဝအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရဘာကြောင့်ချင်းရာ၅ပါးလဲဘာအကြောင်းချင်းရာ၅ပါးပဲကွက်ထဲမှာလေသုံးကွက်ကိုသစ္စာဖွဲ့ပါဦးအနာကအကျိုးချင်းရာဘယ်နှပါးရှိလဲသိကြည့်ပါဦးဝိညာဏယုတ်တလယရဏဖကဝေဒနာဝိညာဏယုတ်တလယရဏဖကဝေဒနာဘာအကျိုးချင်းရာ၅ပါးလေနာကအကျိုးချင်းရာ၅ပါးပဲကွက်ထဲမှာလေဒီကွက်ကိုသစ္စာဖွဲ့ပါဦးအာလီလက်စေဤရှိတဲ့ကိုအလွယ်ကျမဤစေအတိတံမလွတ်ကြောင်းဒီအဲ့ဒါရောက်ပြီးတော့ဒီမှာပါပါပြီတဲ့ရောက်ပြီးတရားကိုများနဲ့ကိုရှင်းမယ်။ပါတယ်ဗျာ။တရားကိုများနဲ့ဆိုတော့လုပ်ကြည့်တယ်။ပဋိစ္စသမုပ္ပါသဝိုင်းတစ်ွက်ထဲမှာအင်္ဂါနှစ်ပါးကိုပြည့်တယ်မယ်။အဝိဇ္ဇာရဲ့သင်္ခါရ။အဲ့ဒါရောက်ကြည့်တယ်အဝိဇ္ဇာနဲ့သင်္ခါရဘယ်သူကအရင်ဘယ်သူကနောက်အဝိဇ္ဇာသင်္ခါရကိုနောက်မှပြောမယ်။အဝိဇ္ဇာကိုအရင်ရှင်းမယ်။မကောင်းလားယောဂီပါပါဗျာအဲ့တော့ယောဂီတွေကအမြဲတမ်းတရားတွေလည်းနာနေကြစခန်းတွေလည်းဝင်နေကြဆိုတော့ကိုယ့်ရဲ့ဓမ္မမိတ်ဆွေတွေကလည်းဖြစ်ဖြစ်အခြားသောဘာသာဝင်တွေကလည်းဖြစ်ဖြစ်ယောဂီကိုနေမယ်ယောဂီကလည်းနေပါပါအဝိဇ္ဇာကိုလေးခါနေမယ်အဝိဇ္ဇာကိုလေးခါနေမေးတယ်ယောဂီကဘာလို့ပြရမလဲဖြေရပါဘူးယောဂီကိုနေပြီတကယ်ချင်းဆက်ပိုင်းတစ်ွက်မှာအဝိဇ္ဇာလို့ရေးထားတယ်ဘာလို့ရေးထားလဲအဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာဆိုတာဘာလို့မမေးပြယောဂီမေးပါဗျာယောဂီအဝိဇ္ဇာဆိုတာဘာလဲမရှင်းရမလားယောဂီရှင်းပါပါဗျာရှင်းပြလိုက်ပါတဲ့အဝိဇ္ဇာဆိုတာမသိတာအဝိဇ္ဇာဆိုတာဘာလဲမသိတာဗျာတဲ့နာအဝိဇ္ဇာဆိုတာဘာလို့မေးတော့ယောဂီတို့ကမသိတာဟောဒီတကယ်ကြီးအဝိဇ္ဇာဘာလို့ဆိုတော့မင်းကမသိတာလို့ပြောတယ်နှစ်နာမဆက်မေးကြတယ်ဘာမသိတာလို့ဘာလဲယောဂီဘာမသိတာလို့ယောဂီဖြေမပေးရအောင်လားပေးရပါဗျာသစ္စာ၄ပါးမသိတာဘာလဲလဲဗျာသစ္စာ၄ပါးမသိတာဘယ်နှချက်ပြည့်တယ်တော့ဒီနှချက်ပါဗျာတဲ့နာအဝိဇ္ဇာဆိုတာဘာလို့ဆိုယောဂီတို့ကမသိတာနှစ်နာဘာမသိတာလဲဆိုတော့သစ္စာ၄ပါးမသိတာဘာသာလိုက်တာတကယ်ကြီးတဲ့နာမင်းတဲ့နာမဖြေရနှစ်နာမမင်းနှစ်နာမအဖြေရတယ်သုံးနာမလေးဆက်ပြီးရတယ်ဒီသစ္စာ၄ပါးကဘာသစ္စာတွေလဲသစ္စာ၄ပါးကဘာသစ္စာတွေလဲယောဂီဘာသစ္စာဖြေမပေးရဘူးလားပေးရပါဗျာပေးလိုက်ပါလေသမုဒိယသစ္စာဒုက္ခသစ္စာမေဃသစ္စာနိရောဓသစ္စာဒီသစ္စာ၄ပါးကိုမသိတာဘယ်လိုရှိလို့ဝိပဿနာဘယ်နှချက်ပြည့်လဲတော့ဒီသုံးချက်ခံပြောပြီးအဝိဇ္ဇာဆိုတာဘာလို့ဆိုတော့ယောဂီတို့ကမသိတာနှစ်နံပါတ်ဘာမသိတာလဲဆိုတော့သစ္စာ၄ပါးမသိတာသုံးနံပါတ်သစ္စာ၄ပါးကဘာသစ္စာတွေလဲဆိုတော့သမုဒယသစ္စာဒုက္ခသစ္စာမေဃသစ္စာနိရောဓသစ္စာဒီသစ္စာ၄ပါးကိုမသိတာဘယ်လိုရှိလို့၄နံပါတ်ထပ်ပြောမယ်ကောင်းပြီတကယ်ချင်း၄နံပါတ်လေးဆက်ပေးကြစေဒီသစ္စာ၄ပါးကိုဘယ်လိုမသိတာတော့ဒီသစ္စာ၄ပါးကိုဘယ်လိုမသိတာယောဂီတို့ဘယ်လိုမသိတာမပြောရဘူးလားပြောရပါသမုဒိယသစ္စာဆိုတာယောဂီတို့ပယ်ရမယ်တရားဘာလို့ရမယ်တရားပယ်ရမယ်တရားဒုက္ခသစ္စာပိုင်းခြားပြီးသိရမယ်တရားဒုက္ခသစ္စာပိုင်းခြားပြီးသိရမယ်တရားမေဃသစ္စာ
ကျင့်ကြံပွားများအားထုတ်ရမယ့်တရားမေဃသစ္စာကျင့်ကြံပွားများအားထုတ်ရမယ့်တရားနိရောဓသစ္စာမျက်မှောက်ပြုရမယ့်တရားနိရောဓသစ္စာမျက်မှောက်ပြုရမယ့်တရားဒါပြီးတော့သမုဒိယသစ္စာပယ်ပြီးပြီလားပယ်ပါဘူးလူရှိနေလို့ဝိသေသနာဒုက္ခသစ္စာပိုင်းခြားပြီးသိပြီးပြီလားမသိရပါဘူးလူရှိနေလို့ဝိသေသနာမေဃသစ္စာမဲ့ငယ်၈ပါးဝမ်းထဲမှာကိန်းပြီလားမကိန်းပါဘူးလူရှိနေလို့ဝိသေသနာနိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုကြပြီလားမသိရပါဘူးလူရှိနေလို့ဝိသေသနာဘယ်နှချက်ပြည့်လဲတော့နှစ်ချက်တိုးမယ်နောက်ကဘယ်နှချက်တိကောင်းတာမတိတာအဝိဇ္ဇာဘာလဲလဲတိကောင်းတာမတိတာအဝိဇ္ဇာမတိကောင်းတာတိတာအဝိဇ္ဇာမတိကောင်းတာတိတာအဝိဇ္ဇာတိကောင်းတဲ့သစ္စာတွေပါတစ်လုံးမှမသိဘူးသိရလားမသိပါဘူးဗျာခိုင်းနိုင်ငံမပါဘူးပေါ့နားရည်တိကောင်းတဲ့သစ္စာတွေပါသိရလားမသိပါဘူးဗျာမတိကောင်းတဲ့တာယီတတိစီဝါရေးအကုန်သိတယ်မသိလားယောဂီသိပါတယ်ဗျာမတိကောင်းတာသိတာဘယ်လိုရှိလို့ဝိသေသနာတိကောင်းတာမသိတာဘယ်လိုရှိလို့ဝိသေသနာဘယ်နှချက်ပြည့်လဲတော့6ချက်အဲ့တော့ယောဂီမဟုတ်ဆရာကြီးကဒီလိုရှင်းတယ်အဲ့တော့ပါဠိတော်လာတာ10ချက်ကိုလည်းပြောပြမယ်ပါဠိတော်လာဘယ်နှချက်10ချက်ဒုက္ခသစ္စာမသိတာအဝိဇ္ဇာတဲ့သမုဒယသစ္စာမသိတာအဝိဇ္ဇာတဲ့နိရောဓသစ္စာမသိတာအဝိဇ္ဇာမေဃသစ္စာမသိတာအဝိဇ္ဇာဘယ်နှချက်ရှိတဏှာရှိအဆုံးကိုမသိတာအဝိဇ္ဇာငါးနံပါတ်6နံပါတ်ကတဏှာနောက်အဆုံးကိုမသိတာအဝိဇ္ဇာ9နံပါတ်တဏှာရှိနောက်အစွန်းနှစ်ပါးလုံးကိုမသိတာအဝိဇ္ဇာ10နံပါတ်ကပဋိစ္စသမုပ္ပါဖြစ်ကြောင်းနဲ့6ကြောင်းကိုမသိတာအဝိဇ္ဇာဘယ်နှချက်10ချက်ရှင်းသွားပြီလားယောဂီရှင်းပါပြီသိမရှင်းဘူးတဲ့ရှင်းပါတယ်အတန်တိုးလို့လေရှင်းပါတယ်ဗျာရှင်းလားယောဂီရှင်းပါတယ်ဗျာဒီတဲ့ထက်ရှင်းရင်မကောင်းလားကောင်းပါတယ်ဗျာမရှိတော့ဘူးယောဂီအကုန်ရှင်းတယ်ဘာလဲလဲယောဂီရှင်းပါတယ်ကဲယောဂီအဝိဇ္ဇာပစ္စယဘာလဲလဲသင်္ခါရကိုရှင်းမယ်ဘယ်သူရှင်းမလဲသင်္ခါရအဲ့တော့ယောဂီတို့သင်္ခါရကိုခွဲစိတ်လိုက်စဝိုင်းထဲမှာတစ်ပါးလည်းတွေ့တယ်အဲ့ဒီသင်္ခါရကိုခွဲစိတ်လိုက်တော့၃မျိုးထွက်တာဘယ်နှမျိုး၃မျိုးပါဗျာကဲယောဂီတို့ပုံညာတိသင်္ခါရမရှိဘူးလားရှိပါတယ်ဗျာအာပုံညာတိသင်္ခါရအာနိဇာတိသင်္ခါရဘယ်နှမျိုး၃မျိုးပါဗျာကဲယောဂီတို့ပုံညာကုသိုလ်ပုံညာကကုသိုလ်အဘိသင်္ခါရကပြုလုပ်တယ်အဘိသင်္ခါရကပြုလုပ်တာကောင်းမှုကုသိုလ်တွေပြုလုပ်တာဘာသင်္ခါရပုံညာသင်္ခါရအာပုံညာအကုသိုလ်အဘိသင်္ခါရပြုလုပ်တာမကောင်းမှုဒုစရိုက်တွေပြုလုပ်တာဘာသင်္ခါရအာပုံညာသင်္ခါရအာနိဇာတိသင်္ခါရကဗြဟ္မတိရောက်ကြောင်းတမထတွေပွားများတာသင်္ခါရဘယ်နှမျိုး၃မျိုးပါဗျာအမိပြောစီပါပုံညာတိသင်္ခါရအာပုံညာတိသင်္ခါရအာနိဇာတိသင်္ခါရကဲယောဂီတို့သင်္ခါရ၃မျိုးရှိတဲ့ထဲမှာထိုင်းနိုင်ငံမှာရှိတဲ့ရှင်မျိုးတော်တွေဘယ်အမျိုးသားလို့ဦးကြတာလဲပုံညာတိအာပုံညာတိရောက်လာနောက်တော့အာနိဇာတိရောမလုပ်ဘူးလားဒီဒီစိတ်အာနာပါနတွေပွားမေတ္တာတွေပို့မရှိလားယောဂီရှိပါတယ်ဗျာအဲ့ဒါဆို၃မျိုးလုံးလို့ခုတည်းပြောလိုက်ပါဗျာမကောင်းလားယောဂီကောင်းပါတယ်ဗျာအဲ့တော့တချို့အာကုသလဟာမိကဘာလို့ရှိနေလဲတို့အာကုသို့မလုပ်ဘူးမပြောလားယောဂီအဲ့တော့လက်တွေ့ကြည့်အောင်မကောင်းလားယောဂီကဲယောဂီပုံညာမိသင်္ခါရသာရှင်ပြုကမိနာများလို့အလုပ်ဘူးတဲ့အခုရဟန်းခံရှင်ပြုအလူတွေမလုပ်ကြဘူးလားလုပ်ပါတယ်ဗျာကဲယောဂီစောနိုင်တဲ့ဘက်ကရေပြူတယ်ဗျာစောနိုင်တဲ့ဘက်ကဆုံးဖို့နေလူတယ်ဗျာကောင်းမှုကုသိုလ်တွေမလုပ်လားလုပ်ပါတယ်ဗျာဘာသင်္ခါရပုံညာမိသင်္ခါရအာနိဇာတိသင်္ခါရကကဲယောဂီတွေမေတ္တာကမ္မထာတွေစီးထားမယ်အာနာပါနတွေရှုမှတ်မယ်ဗုဒ္ဓအနုတ္တိတွေပွားမယ်သဘောလေအာနိဇာတိသင်္ခါရယမပိရောက်ကြောင်းတမထတယ်မပေါ်လာယောဂီမှန်ပါတယ်ဗျာကဲအာဟုတို့ကျတော့တချို့အာမီလူကမလုပ်ဘူးတပိတော့မလုပ်ဘူးထင်နေလိုက်လေတပိတော့ပါလေကဲယောဂီတရားစကားမဝင်ခင်အားလုံးကရောင်ရည်ဝေးမလုပ်ကြဘူးလားလုပ်ပါတယ်ဗျာရောင်ရည်ဝေးလုပ်တာဘာရချင်လို့လုပ်တာလဲဝိစားရချင်တာဟုတ်လားယောဂီအဲ့တော့ရချင်တာဆိုတဲ့အခါကျတော့လိုချင်တာတဏှာ
တဏှာရဲ့တရားကိုလောဘတဏှာရဲ့တရားကိုလောဘတခါလေအစင်ဒီမှာတခါလေအစင်မပြေတော့စိတ်ချမ်းသာလားမချမ်းသာပါဘူးစိတ်မချမ်းသာလားလောဘပလက်ကလေးတိုင်းမှာမိုင်းပေးချပြီးထိုင်နေတာလောဘမောဟအကုသိုလ်လုပ်သွားရလားလုပ်ပါဗျာတပွဲလုံးမလာရောက်ပြီမလုပ်ဘူးမတ်တရပါကြည့်ချင်လားနားရောက်ပြီအဲ့ဒါဆိုတော့ရောက်ပြီသင်္ခါရ၃မျိုးလုံးပါတယ်တဲ့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်အပေသွားတာတပွဲလုံးသိအာနေဇာပိသင်္ခါရလုပ်တဲ့ပုဂ္ဂိုလ်မြမကြီး20သွားတာအားလုံးသိပုံညာပိသင်္ခါရကိုပြောမယ်ဘာသင်္ခါရပုံညာပိသင်္ခါရယောဂီတို့ပုံညာမိသင်္ခါရကောင်းမှုကုသိုလ်လုပ်တော့ရောအင်းဒီတိုင်းပြေးလိုက်တာလားမန်းကြီးလေးထားတာလားမန်းကြီးလေးထားတာကဲဘာလို့ဆုတောင်းကြအေးပါဆုတောင်းကြအေးပြောပါလေဘာလို့ဆုတောင်းကြအေးပါဆုတောင်းပါဗျာအတန်ကကွက်ပြီးမှပေါ်တယ်နော်ကဲယောဂီဘာလို့ဆုတောင်းတာလဲအေးပါအဲ့တော့ထိုင်းနိုင်ငံတော့နိဗ္ဗာန်နဲ့ထိုင်းနိုင်ငံတော့ဘာလဲနိဗ္ဗာန်မြန်မာပြည်ကြောင့်အတင်းတော့ရအောင်မကောင်းလားယောဂီကဲယောဂီမြန်မာပြည်မှာတော့လေသူတို့ပြုတဲ့ကောင်းမှုကုသိုလ်ကရှင်ဘုံစီရီတော်မှာဖျောင်းမှုဧည့်သည်တွေပေါ့လာမယ်အဲ့တော့အခါအားလည်းရှင်ဘုံရောက်တိုင်းမှာတရားလေးထိုင်တရားလေးထိုင်တဲ့ယောဂီတရားမဖြုတ်ခင်လေးမှာအဲ့ဒါပဲပိုင်းရင်ချင်းစီမီတွေလာလူတဲ့ဖျောင်းမှုဧည့်သည်တော်တွေအဲ့ဒီလိုစီမီဖျောင်းနိုင်တဲ့လူကြီးဆိုတော့တောင်းတန်းလေးဖွင့်မလို့လေဘာဖွင့်မလို့အခုလိုကောင်းမှုကုသိုလ်ကစေတနာလို့ကြောင့်တဲ့အခုလိုလူတိုင်းရတော့ကောင်းမှုကစေတနာလို့ကြောင့်လူစည်းတဲ့အချိန်ချင်းနတ်စည်းတဲ့အချိန်ချင်းမြမာစည်းတဲ့အချိန်ချင်းခံစားဆန္ဒပြီးတော့ယူတော့တာဆိုတော့အဆုံးစုံသောဘဝမှာတဲ့နိဗ္ဗာန်ရဲ့တူလို့နဲ့လာခဲ့ပါချက်ပေးပါတယ်လူစည်းတွေမှာလည်းနတ်စည်းတွေမြမာစည်းတွေယူတော့တာဆိုတော့အဆုံးစုံသောဘဝမှာတဲ့နိဗ္ဗာန်ရဲ့တူလို့နဲ့လာခဲ့ပါမယ်ရံလို့ထိုင်းနိုင်ငံမပါဘူးနော်ထိုင်းနိုင်ငံပါလားမပါဘူးအဲ့လိုဆိုတော့တဲ့ယောဂီတွေပြောပြီးတစ်ကလေးရေးလိုက်ဘာလဲတစ်ကလေးရေးလိုက်တုံညအလုံးပေါင်း140စီလိုက်တုံညအလုံးပေါင်း140တသိန်းချီတဲ့ဘယ်လောက်လဲတသိန်းချီအဲ့ဒါသိန်းချီအငယ်နော်ယောဂီတွေဖျားပြခဲ့တဲ့4သိန်းချီကဘာသိန်းဆိုတာမကြားဘူးလားကြားပါပါအဲ့ဒီ4သိန်းချီရဲ့တသိန်းချီကကဏ္ဍကြီးတွေ့လို့မရဘူးကဘာနဲ့နိုင်ရတယ်ဘာနဲ့နိုင်ရကဘာနဲ့နိုင်ရအခုဒီမှာပြောတဲ့တုံည140အလုံးစီတဲ့တသိန်းချီဆိုတာအငယ်တင်ချီအငယ်ကိုပြောတာဘာကိုပြောတင်ချီအငယ်ကယောဂီတို့တင်ချီအကြီးကရေးတွက်နိုင်လားရေးတွက်နိုင်ပါဘူးတင်ချီအငယ်တော့ကဏ္ဍ140အဲ့တော့ကယောဂီတွေပြောပြီးလူစည်းစိမ်အချိန်ချင်းနတ်စည်းစိမ်အချိန်ချင်းမြမာစည်းစိမ်အချိန်ချင်းအဲ့ဒီအချိန်ချင်းဆိုတော့တစ်ကလေးရေးပြီးတုံညဘယ်နှလုံးကိုပြောတာလဲလာမာနေရောကြီးအချိန်ချင်းဆိုတာတစ်ကလေးကိုရေးပြီးတုံညဘယ်နှလုံးမရေးတဲ့နာမည်ရောကြီးရေးတဲ့နာမည်လားအဲ့တော့တစ်ကလေးရေးမရေးမတတ်နိုင်တော့ဘာပြောလဲဆိုတော့လူစည်းစိမ်အချိန်ချင်းနတ်စည်းစိမ်အချိန်ချင်းမြမာစည်းစိမ်အချိန်ချင်းအဲ့ဒါတွေမရေမတက်နိုင်တာတွေကိုခံစားပြီးမှယူတော့လားဆိုတော့အဆုံးစုံသောဘဝနဲ့အဆုံးစုံသောဘဝနိဗ္ဗာန်ရဲ့တိုးတိုးနဲ့ဒီဘယ်လိုရောက်မလို့ဒီမရောက်တော့ပါဘူးရောက်ရရှိသေးလားမရောက်ပါဘူးဘုရားမှာလည်းသူကအချိန်ချင်းယူဖို့မှာငါးမှာမပါနိုင်ဘူးအဲ့ဒါယူတော့လားဆိုတော့အဆုံးစုံသောဘဝနဲ့အဆုံးစုံသောဘဝရနိုင်ပါမလားမရနိုင်ပါဘူးအဲ့ဒီကုသိုလ်ပဲရောက်တော့ပြီလေမတိချင်လားယောဂီရှိတယ်ဗျာယောဂီကြည့်လိုက်ပါလိမ့်မယ်အဲ့တော့ယောဂီအာကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်သေသည်အခြားမဲ့၌ငရဲတရိစ္ဆာန်အိဋ္ဌာအတုလေအပေလေးကိုသွားတာဘယ်လိုမသိဘူးလားသိပါတယ်ဗျာပုံညာဤသင်္ခါရလုပ်တဲ့ပုဂ္ဂိုလ်ကဲယောဂီလူကြီးဗါလဲလူကြီးစတုမာလေတာဝရိတာယာမတတိကနေမနရတိပရမေမိတဝတ္တဝရေနတ်ကြီး6ထပ်နဲ့လူကြီးရောက်သွားတယ်နတ်ကြီး6ထပ်နဲ့လူကြီးရောက်ပါတယ်အာနေသာတိတေခါရလောကပုဂ္ဂိုလ်မြမတိ20မြမတိ20နဲ့နတ်ကြီး6ထပ်ပေါင်းတော့ဘယ်လောက်ရမလဲလူကြီးနဲ့ပေါင်းတော့20အပယ်လေးပုံနဲ့ပေါင်းတော့30
30ပုံယုံထဲရောက်သွားတယ်နိဗ္ဗာန်ရောက်တော့လား30ပုံထဲရောက်သွားတာယုံပိုင်ရှင်မသိချင်ဘူးလားသိချင်ပါဘူးနေရင်ကြွလာဘယ်လိုလုပ်လဲဘိုးစားသူကပြောတယ်ငါနယ်တဲ့ကျူးကျော်ဝင်ရောက်လာတဲ့ပုံပုံမှန်သမျှအကလုံးတတ်ဖြစ်နေတယ်အကလုံးပါလေယောဂီတို့ဦးဇင်းတို့ကိုရိုးရိုးမတတ်ဘူးတဲ့အခန်းလေးတွေဖွက်လိုက်တယ်ဘာလို့လဲအခန်းတစ်ခန်းမှာအင်မတန်အစိတ်ပြင်းတဲ့ငွေကြီးတွေလေးပေါင်တက်ထားတယ်ငွေကြီးတွေဘယ်နှကောင်၄ပါးကဲယောဂီတို့ဦးဇင်းတို့ကအတိတ်ကတစ္ဆာလေးပါမသိဘဲနဲ့ဒါနလေးသီလလေးစောင့်တည်ပြီးမှ30ပုံနဲ့မရောက်ပါဘူးလားရောက်ပါပါဘာသာလုပ်ကြအတ္တနာကနာဘာလာလို့လည်းမသိဘူးငွေဘယ်နှကောင်၄ပါးငွေရတစ်ကောင်နဲ့ရင်တော့ဟာအခုတော့၄ကောင်ဆိုတော့ခံနိုင်ပါမလားသူကပြောသေးတယ်ဒင်းတို့လိုပါမွားနေမစုံနဲ့တဲ့ယောဂီတို့ဦးဇင်းတို့ပါမွားတယ်ယောဂီတို့ဦးဇင်းတို့ပါတယ်လေပါမွားဘုံရှင်ကံရှင်လာလည်းတတ်ပါလေဘာမှမတလည်းနိတတ်မယ်ကြည့်ပါဦးအားမကောင်းလားကဲအဝိဇ္ဇာပြောတယ်ဒင်းတို့လိုပါမွားနေမစုံနဲ့တဲ့ဘုံရှင်ကံရှင်လာလည်းပါလေတဲ့ကဲမြတ်စွာဘုရားအလောင်းတော်ကြည့်လိုက်တိဋ္ဌကမင်္ဂလာလေးမာယာဒေဝီရဲ့ဝါကြတိုက်ထဲမှာဇာတိပဋိက္ခဏိနေရှိဒုက္ခဇာတိမကြိုက်ဘူးလားကြိုက်ပါဗျာအလောင်းတော်29နှစ်မှာတော့35နှစ်မှာဘုရားဖြစ်တရားရည်တရားရည်နဲ့စိတ်တက်ကြီးတာတဖြည်းဖြည်းတက်တော်လာဖြစ်လာကြီးပါဗျာအဲ့ဒီလိုကြီးလာတဲ့ရဲ့ဆောင်းတွင်းကာလနေပူဇော်လုပ်နေတဲ့မြတ်စွာဘုရားကိုညီတော်အာနန္ဒာလျှောက်တယ်မြတ်စွာဘုရားအင်မတန်ကြီးညိုစရာကောင်းတဲ့အရှင်ဘုရားမြတ်ရဲ့ယူပါကာယတော်တွေဟာမွေးနေ့ပေါက်တွေကျဲလို့ပါလားဘုရားအာနန္ဒာတဲ့ဇရာရဲ့တန်ကိုငါဘုရားလည်းမလွန်ဆန်နိုင်ဘူးတဲ့ဒုက္ခသစ္စာပြောပါပဲတဲ့ဒုက္ခသစ္စာကဲမြတ်စွာဘုရားဇရာမေကဲခံရအောင်လားမြတ်စွာဘုရားမှာအခါအားလို့ဆိုဥပ္ပောင်းနေမကြိုက်လားနောက်ကျောတွေမနာဘူးလားတွေးဝင်းတော်တွေမနာဘူးလားယာတိပိဒုက္ခဘာဒုက္ခယာတိပိဒုက္ခမြတ်စွာဘုရားတက်တော်80ဝါတော်45မှာပါဖြစ်သွားတရဏိပါသံဃာမရဏဝင်မကြိုက်ဘူးလားဝိပဿနာကောဘုရားတော်ဆံနိုင်လားယောဂီတို့ဦးဇင်းတွေလည်းပြောပါလေတဲ့ကြိုက်ကြမှာဗျာမတော့တဲ့ယောဂီတွေအဲ့ဒီဆိုတဲ့ကတည်းကယောဂီတွေဦးဇင်းတို့ကအတိတ်ကတစ္ဆာ၄ပါးမသိပဲနဲ့ကောင်းမှုကုသိုလ်တွေပြုပြီးမှလူပြည်လူတော်ကမရောက်ပါဘူးလားလူပြည်လူတော်ကယောဂီတွေကကြည်တာချမ်းသာလို့ထင်နေတာဘာလို့ထင်နေတာချမ်းသာလားဆင်းရဲလားဒီမှာလက်တွေ့ကြည့်ပေါ့နော်ယောဂီတွေလူဘဝအစပထမကာလကရည်ကြီးကလည်းမြတ်စွာဘုရားကံရုပ်ပါဠိတော်အိန္ဒကဘလူကိုဟောတယ်ဘသူကိုဟောအိန္ဒကဘလူကိုဟောအဲ့ဒီမှာဘာနဲ့ဥမာပေးလဲဆိုတော့ယောဂီတို့ဆိုတော့တင်းချက်တဲ့ပဲစီတို့နန်းစီတို့မရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီစီကိုဘရုံမှာကြာပိတ်နဲ့အကျိန်တရားစစ်အကျိန်ဘယ်လောက်အကျိန်တရားစစ်လိုက်တော့စီကအယမ်းမကြည်တော့ဘူးလားရှိပါတယ်အဲ့ဒီကြည်သွားတဲ့စီကိုမွေးကင်းဆက်ကလေးရဲ့ခေါင်းမှာပေါက်နေတဲ့စံပင်နဲ့ဟောဒီလိုတို့ခဏခါဘယ်နှခါစီရလည်းကြည်လိုက်တာမွေးကင်းဆက်ကလေးရဲ့စံပင်နဲ့နူးညံ့လိုက်တာဟောဒီလိုတို့ပြီးတော့ဘယ်နှခါမယ်အဲ့ဒါဗျာနာပိတ္တဥစ္စနဲ့ဘဝအစပထမကာလရည်ကြီးကလည်းပထမကာလလေကာလရည်ကြီးအဲ့ကာလရည်ကြီးอ่ะဒီခွက်တော့မရှိပါဘူးမြင်အောင်ပြနေတာနောက်ရောက်ကြည့်အဲ့ဒီကာလရည်ကြီးอ่ะဘယ်လောက်တိသေးသလဲဆိုတော့အထာဂရဖွင့်တာဥပမာပေးမယ်။နောက်ယောဂီအထာဂရတူကပြောတယ်ရင်ကောင်တောက်တော့ရှိတယ်တဲ့။ဘယ်လောက်လဲ။ရင်ကောင်တောက်ဘဝအစနော်ယောဂီတွေကလလိုက်ကြီးအဲ့ဒီရင်ကောင်တောက်ကလည်းကြီးပါသေးတယ်တဲ့။နောက်ထာဂရဖွင့်တယ်။အဖျားထိတ်ကစီကြီးတော့ရှိမယ်တဲ့။ယောဂီတွေအဝတ်ချုပ်တဲ့အကလေးတွေရှိလား။ရှိပါတယ်။အဲ့ဒီအကလေးနဲ့စီလေးကိုဟောဒီလိုလုပ်လိုက်တော့စီရဲ့ဥပြီးမကြတော့လား။ကြပါဘူး။အဲ့ဒီတော့ကြီးမယ်လို့ယူဆတယ်တဲ့။နည်းချက်ရှိသွားတယ်။တိနမကရေကောင်တော့နိနမကအထာထိတ်ကစီကြီးသုံးနမအထာကရာပြန်ပြောတယ်။အဲ့ဒါလည်းကြီးသေးတယ်တဲ့။အဲ့ဒါလည်းဘာလဲ။ကြီးသေးတယ်။ယောဂီတို့ကခေါင်းမှာပေါက်နေတဲ့ဆံတယ်။အဲ့ဒါနဲ့စီလေးကိုတို့ကြားလာတဲ့တော့ရှိမယ်။ကဲဘယ်နှချက်။မမီးရ။ရေကောင်တော့ရဲ့အထာထိတ်ကစီကြီးရဲ့ဆံပြထိတ်ကစီကြီးရဲ့နောက်ထာကရာပြန်ဖွင့်တယ်။အဲ့ဒါလည်းကြီးသေးတယ်တဲ့အဲ့ဒါလည်းပါလေကြီးပါလေအဲ့တော့အဲ့ဒီ
ယောဂီဦးဇင်းခေါင်းမှာပေါက်နေတဲ့စံပင်ကိုရှစ်စိတ်စိတ်တဲ့ဘယ်နှစိတ်အဲ့ဒီတစ်စိတ်လေးကဟောဒီကိုစီကိုတို့အဲ့ဒီတော့ရှိမယ်ကဲဘာနဲ့စိတ်လဲအဲ့စံပင်ညာနဲ့စိတ်ပေါ့ဒါနဲ့တော့စိတ်တော့မရဘူးရပါလားယောဂီကဲညာနဲ့စိတ်ကတော့ရှစ်စိတ်စိတ်ပြီးတော့လားစိတ်ပြီးပါကဲစိတ်ပြီးမှတိုးလည်းစီလေးမကြပါဘူးလားအဲ့ဒီတော့ရှိမယ်လေကလလရေကြီးရဘယ်နှချက်ဖွင့်ပြီးတော့ငါနာမထာဂရာပြောပါသေးတယ်အင်မတန်နှုတ်ညံ့တဲ့ပိုးကောင်တစ်ကောင်ရှိတယ်တဲ့အဲ့ဒီပိုးကောင်ရဲ့အမွေးကိုမယူနဲ့တဲ့ဝမ်းကြတိုက်မှာတာနေဆွဲနေတဲ့ကလေးလေးရဲ့အမွေးကိုယူပြီးတော့ဟောတယ်လို့နှုတ်ပြီးတော့မှစီအကြည်လေးကိုဟောတယ်လို့တို့အဲ့ဒီကြတယ်စီတော့မရှိမယ်အဲ့ဒါတရားနာပိဋကတကုစတဲ့ဘဝအစဘဝပါလေအစအဲ့ဒီကလလရေကြီးမှာယောဂီရောဥစဉ်9ရက်နေခဲ့ပြီဘယ်နှစ်ရက်9ရက်အဲ့ဒီ9ရက်အတွင်းမှာအမေဝမ်းကြတိုက်မှာပိုးအမျိုးပေါင်း80ရှိတယ်အကောင်ရည်လားအမျိုးပေါင်းလားအမျိုးပါအမျိုး80တော့ပိုးတွေကတွားလာလှုပ်ရှားလို့တွေ့ရင်စားသွားဝါးရဲ့မောင်ပြူရဲ့မောင်ပြူမတ်နေချင်းမတ်နေတယောက်မသေးဘူးလားသိပါပါဘုရားကဲယောဂီအဲ့ဒီချိန်မှာအမေကတန်နေတီးပြီးတော့သိရလားမသိပါဘူးမသိတော့အမေနဲ့ဖေနဲ့ရန်ဖြစ်လိုက်မယ်ဆောင်းလိုက်မယ်အောင်းလိုက်မယ်ကလေးမပြည့်စည်ဘူးလားပြည့်စည်ပါဗျာအခုလိုယာဒီဥစုတွေပူလို့ရေခဲတွေတောက်ချကလေးမပြည့်စည်ဘူးလားပြည့်စည်ပါဗျာဆောင်းလေးယာဒီဥလို့အရန်အေးလို့ရေလေးပူတွေတောက်ချကလေးမပြည့်စည်ဘူးလားပြည့်စည်ပါဗျာဝမ်းကြတိုက်ထဲမှာအချိန်ချင်းတည်ခဲ့ပြီတဲ့အချိန်ချင်းပါလေတဲ့တည်ခဲ့ပါဗျာကျေယောဂီကရဏရေကြီးအဲ့ဒီဘဝမှာယောဂီတို့ဥစဉ်တို့9ရက်ကနေအင်မတန်ကံကောင်းရင်10ရက်မြောက်ကိုတက်လိုက်ဘယ်လောက်ကိုတက်10ရက်မြောက်ကျတော့အမြုပ်ကလေးဖြစ်ပြောင်းလဲသွားတယ်ဘယ်ဖြစ်အမြုပ်ကလေးအဲ့ဒီအမြုပ်ကလေးဘဝမှာယောဂီတို့ဥစဉ်9ရက်နေရမယ်ဘယ်နည်း9ရက်နဲ့လေ14ရက်အတွင်းမှာ9မျိုး80ကြောင့်မသိနိုင်ဘူးလားသိနိုင်ပါဗျာဒီတော့မှာပြီးမှလည်းသိနိုင်ပါဗျာအလောင်းပို့ခြင်းများရသေးလားမရပါဘူးအလောင်းမပို့ရဘဲနဲ့တည်ခဲ့ရတဲ့ဘဝတွေများလာပြီတဲ့အလောင်းမပို့ရဘဲနဲ့တည်ခဲ့ရတဲ့ဘဝများလာပါဗျာအခုရတဲ့ရတဲ့မှာဘယ်သူတည်ခဲ့တဲ့အလောင်းပို့ခြင်းရသေးတယ်လေဝမ်းကြတဲ့မှာပို့ခြင်းများရသေးလားမရပါဘူးအဲ့ဒီလိုဘဝမျိုးကလည်းခဏလေးလားတဘဝနာဘဝလားဆိုတော့အချိန်ချင်းနဲ့ဘာလဲရောက်နေအချိန်ချင်းပါဗျာအင်မတန်ကံကောင်းရင်15ရက်မြောက်ကိုတက်ဘယ်လောက်ကိုတက်15ရက်မြောက်ကိုတက်လေးတော့တွေးခဲလေးဖြစ်ပြောင်းလဲသွားတယ်ဘယ်ဖြစ်လေးတော့တွေးခဲလေးပါဗျာယောဂီလည်းမျိုးကအကလေးနဲ့ထိုးလိုက်တွေးလေးမထွက်တော့လားထွက်ပါဗျာအဲ့ဒီတော့လေးရှိမယ်အဲ့တော့ယောဂီလေးတော့တွေးခဲလေးအဲ့ဒီဘဝမှာယောဂီဥစဉ်ရောက်တဲ့ရက်9ရက်9တောင်းလေးဒီတော့ထဲမှာ9မျိုး80ကြောင့်မသိနိုင်ဘူးလားသိနိုင်ပါဗျာဒီတော့မာရီမှာလည်းသိနိုင်ပါဗျာအချင်းချင်းဝမ်းထဲမှာဖြစ်ခဲ့ပြီသိခဲ့ပါဗျာဒီအင်မတန်ဘုံကကြီးမားလို့လူလို့လာဖြစ်နေတဲ့ဗုဒ္ဓယောဂီတွေမှန်ပါဗျာအဲ့ဒီလိုလူလာဖြစ်တာတော့မှတာသနာနဲ့မကြုံလားကြုံပါဗျာခေါင်းတိုင်းနဲ့ညာနာတွေမရှိဘူးလားရှိပါတယ်ဗျာဆရာကောင်းသမားကောင်းတွေမြန်မာပြည်မှာလည်းအဖြစ်တော်တော်တို့ထိုင်းနိုင်ငံမှာလည်းရှိပါတယ်မရှိလားယောဂီတွေရှိပါတယ်ဗျာကဲသူတို့ခေါ်ကြတဲ့တရားတွေကိုယောဂီတို့ဥစဉ်တို့လက်တွေ့နာကြားပြီးပွားများမယ်ဆိုလို့ရှိရင်အကျိုးများမှာလားမများဘူးလားများပါဗျာအဲ့ဒါကိုယောဂီတို့ဥစဉ်တို့ကတာယိတိစီးပွားနေမယ်အချိန်ကုန်နေမယ်ဘာဝနာအားနဲ့နေမယ်ဆိုလို့ရှိရင်ကဲယောဂီဒုက္ခဆက်တွေတောက်ရအောင်မယ်နောက်ကအချိန်လူပြည်နဲ့ကြောက်တဲ့ဒီလိုဒုက္ခတွေမရောက်လားမရောက်ပါဘူးဗျာဒါလူပြည်ပဲပြောသေးတယ်အပေမပြောသေးဘူးနော်အပေပါလေပြောပါဘူးအပေကြောင့်မပြောသေးဘူးလူဘဝရောက်တာကဘယ်တော့မခက်ခဲဘူးလားယောဂီခက်ခဲပါဘူးအဲ့ဒါကြောင့်ဗုဒ္ဓပြောတာလူတသိန်းတွေလူစားပြောင်းမရအောင်တဲ့နတ်တသိန်းတွေနတ်စားပြောင်းမရအောင်အကုန်ပဲကောင်းနေအပေကောင်းနေဘယ်ကောင်းနေအပေကောင်းနေကျောင်းဆောင်ကောင်းလားကောင်းပါဗျာယောဂီတို့ဦးဇင်းတို့လူဖြစ်နေမျောနေတာဘာဖြစ်လဲမျောနေလူပြည်နတ်ပြည်ဒီမှာပြည်မျောလာဘာလားလဲမျောရနေဘာဖြစ်လဲမမြုပ်ခင်မှာဘာအားထုတ်မဲ့အားထုတ်ပြကျေယောဂီအပေ၄ပါးကအငြင်းနေအိမ်နဲ့ဘာလဲတဲ့အငြင်းနေလက်ရှိအိမ်ကမသိချင်ဘူးလားသိပါပါဗျာယာယီအိမ်နဲ့ဘာလဲယောဂီယာယီဆိုတာသိလားသိပါပါဗျာတနေ့အဲ့ဒီကိုဆင်းသေးရမှာလေမဆင်းအောင်လားယောဂီဆင်းရပါဗျာအဲ့ဒါယာယီအမြဲထောင်လာအရာပဲနေရလဲနော်ကိုယ်အိမ်လည်းလည်းတတိယကြပါဦးယောဂီအပေလေးပါဘယ်နေရာလဲယောဂီယောဂီကကိုယ်အိမ်ကိုမိနေလို့သူတော်အောင်တရားတွေမလုပ်ဖြစ်လားကိုယ်အိမ်ကမမိပဲတတိတရားရှိမှဆိုသူတော်အောင်တရားတွေအားထုတ်တော့မယ်သူတော်အောင်တရားတွေပါလေအားထုတ်တော့အခုတော့အားထုတ်တာနဲ့အားမထုတ်တာပဲအားများအားထုတ်တာများတူတူပြောကြအဲ့ဒါအကောင်းဆုံးလိုက်ပါမယ်နော်ယောဂီ
ဒါဆိုတော့ခုနှစ်သုံးဒီဘယ်လောက်ရှိသွားလဲ21ရက်အဲ့ဒါကိုဥပမာပေးတယ်ဘုရားကဘာနဲ့ဥပမာပေးလဲဆိုတော့အထက်ပထမဇန်ပြမဘောကနေအကလေးကိုပြစ်ချတယ်အကလေးကိုပြစ်ချအောက်မှာအကလေးထောင်ထားတယ်အောက်မှာအကလေးထောင်အသွားချင်းကြီးကိုငါပြန်မြင်တယ်အသွားချင်းကြီးကိုလူတယောက်တည်းကအစားရောက်ပြန်မလဲဘူးတဲ့အသွားချင်းကြီးကလွယ်လေးတယ်လူတယောက်ရောက်အဲ့ထက်ထက်တယ်စကားမဆုံးတော့လားဆုံးပါပါကာနာကိစ္စပါတော့မှာပြောတယ်ဥပမာဘာနဲ့ပေးလဲဆိုတော့အရှင်းမြင့်ညာမှာတဲ့ယောဂီတွေအရှင်းမြင့်ညာနဲ့ယောဂီကထွန်လုံးပေါက်ဆိုတာမရှိဘူးလားရှိပါတယ်ဒါဆိုတော့ဘောစတီတွေမှာတုံးတယ်လေတောရတယ်ပါမွားလေးတွေနဲ့မတုံးတာယောဂီတွေတဘိုးလုံးအဲ့ဒီတဘိုးလုံးကအပေါက်ဘယ်နှပေါက်ပါ၄ပေါက်မပေါက်နဲ့အပေါက်တစ်ပေါက်တည်းပေါက်ဘယ်နှပေါက်တစ်ပေါက်အဲ့တော့မျောချလိုက်ဘာလို့လဲကဲယောဂီတွေသမုတ်တရားပင်လည်းမရောက်လာဘူးလားအဲ့ဒီသမုတ်တရားပင်လည်းမှာမျက်နှာမြင်တဲ့လက်ကမ်းတစ်ကောင်ရှိတယ်မျက်နှာမြင်တဲ့လက်ကမ်းထိုတတိလက်ကမ်းအဲ့ဒီအကောင်ကအနစ်တရားမှာခေါင်းတစ်ချိန်ထောင်းတယ်အနစ်တရားမှာယောဂီရဲ့တဘိုးလုံးအပေါက်နဲ့လက်ကမ်းရဲ့ခေါင်းနဲ့ဒီလိုရှို့ဖို့ငါပြန်နေတယ်တဲ့လူတယောက်တွေကအဲ့ဒီလိုအစားပြန်မရနိုင်ဘူးတဲ့ခက်တယ်လားမခက်တယ်လားခက်ပါပါအခုခက်တဲ့ထဲမှာလူတွေလာမဖြစ်နေဘူးလားဖြစ်ပါပါဘုံမကြီးဘူးလားယောဂီကြီးပါပါခိုင်းနိုင်ငံဘုံကြီးမကြီးတော့မသိဘူးစတဲ့တရားကိုရောက်အောင်ပြေးလာနော်ယောဂီတွေဘုံမကြီးဘူးလားကြီးပါပါဦးစတဲ့တရားစခန်းကပြုံးနေပဲပေးထားတာတရား2008ကမပေးတာ၄နှစ်ရှိပြီပြုံးနေပွဲကိုပေးပါလေဆိုတော့အဲ့ဒါကိုဒီကနေအတင်းပဲလာကမ်းပြီးဖုံးဆက်လာကမ်းပြီးပါလို့အဲ့တော့ထိုင်းနိုင်ငံရဲ့ဘုံဘုံစင်းကမစွမ်းနိုင်တော့ရောက်အောင်လာတယ်လေရောက်အောင်လာတယ်ယောဂီကဲယောဂီတွေဘုံကန်ကြီးကတိသွားရလားတိပါပါဆက်ကြခြင်းနဲ့ရိုက်ပေါ်တော့လည်းရောက်အောင်လာတယ်မနာရောက်လဲယောဂီဦးစင်းတို့ပဲလာတာတော့မဟုတ်ဘူးကြောင်မှဆရာတော်ကြီးကလည်းကြွားဆရာတော်ကြီးကလည်းပါလေကြွားယောဂီတို့ဘုံကန်မသေးဘူးနော်ပေးတာယောဂီတွေပေးပါဗျာအဲ့လိုဆိုတော့ယောဂီတွေလက်ကမ်းရဲ့ခေါင်းနဲ့တဘိုးလုံးအပေါက်နဲ့ရှုပ်ပြီးဖို့ဖရားပါလေတဲ့မြင်ပါဗျာလူတယောက်တွေကအခါရဖို့မြင်ပါဗျာကဲယောဂီတွေဘယ်လောက်ထိခက်ခဲနေလဲဆိုတာအဲ့ဒီတော့ထိခက်ခဲပါလေမခက်ခဲဘူးလားခက်ခဲပါဗျာအင်မတန်ကံကောင်းရင်22ရက်မြောက်ကိုတက်ဘယ်လောက်ကိုတက်22ရက်မြောက်22ရက်မြောက်မှာမာကျော်လေးအဖြစ်ပြောင်းလဲသွားတယ်ဘယ်ဖြစ်မာကျော်လေးအဖြစ်ယောဂီတို့ဒီထိုင်းနိုင်ငံမှာတူဘူးတုတ်တွေရောင်းလာတူဘူးတုတ်ကစားဘူးမှာအဲ့ဒီတူဘူးတုတ်တို့ကအရန်လည်းမပြောဘူးအရန်လည်းမမာဘူးတဲ့အဲ့ဒီဘောက်ရောက်သွားပြီနာကျော်လေးအဲ့ဒီဘောက်မှာလောက်ရုံစံ9ရက်ဘယ်နှစ်ရက်9ရက်လေးဒီ28ရက်တည်းမှာပုံမျိုး80ကျော်မသိနိုင်ဘူးလားသိနိုင်ပါဗျာဒီတော့မာပြီးမှလည်းသိနိုင်ပါဗျာအင်မတန်ကံကောင်းရင်29ရက်မြောက်ကိုတက်အဲ့ဒီချိန်မှာတော့ခက်မှ9ဖြာဗါလဲခက်မှ9ဖြာခက်မှ9ဖြာဆိုတော့ယောဂီခေါင်းထွက်မဲ့ညမှာအဖုတပုလက်နှစ်ဖက်ထွက်မဲ့ညမှာအဖုနှစ်ပုခြေတစ်ချောင်းထွက်မဲ့ညမှာအဖုနှစ်ပုမျက်စိတွေနားတွေနှာခေါင်းတွေဝေးရောရှိသေးတယ်အခုမှဘုဒ္ဓလေးအခုမှဗါလဲဘုဒ္ဓလေးလက်ကလေးတန်ထန်ပေါ့ဘယ်တန်ထန်လဲလက်ကလေးတန်ထန်ယောဂီငယ်တော့ကလေးတွေကိုလေငါးမုတ်တွေပါလေမကြည့်ဘူးလားကြည့်ပါငါးမုတ်ဆိုတော့ဘီစကစ်နဲ့လည်းငါးရုပ်နဲ့လေမုတ်ရဲ့ရုပ်လေးတွေမကြည့်ဘူးလားကြည့်ပါအဲ့ဒီပုံစံမျိုးမှကြည့်ပါဦးနောက်ခြေလက်တွေပေါ်ပြရယောဂီအခုမှဘုဒ္ဓလေးရှိသေးတာအခုမှပါရှိသေးဘုဒ္ဓလေးအဲ့ဒီကနေတစ်စင်းတက်သွား9ရက်တပြေးပြေးမျက်စိတွေနားတွေနှာခေါင်းတွေအင်္ဂါပြည့်စုံလာတယ်30နှာခေါင်းထာပြည့်စုံလာတယ်30စံတင်မွေးခြင်းခြေသက်လက်သက်သွားအရေးမစုံအောင်ကယောဂီအဲ့ဒီလိုစုံလာတော့ကလေးလေးကဖွားချိုင်းတာတပြေးပြေးနဲ့တပြေးပါလေဖွားချိုင်းတာအဲ့ဒီလိုဖွားချိုင်းတာတော့ကလေးလေးနေရတဲ့ဘဝကိုလည်းနည်းနည်းလေးကြည့်ပါဦးနောက်ယောဂီတွေဘယ်လောက်ဒီအဖြစ်ဆိုလဲဆိုလို့ရှိရင်တက်ကိုင်း6မှာမြောက်အိုတော့မိုးရေဆိုပြီးထိုင်နေတဲ့ပုံစံမျိုးနဲ့ဟောဒီလိုလေးထိုင်ရတဲ့စောင်းကြောင်လေးကလေးကလေးကလက်နဲ့ကိုဟောဒီလိုတင်ထားစောင်းကြောင်လေးတူခုကထိုင်ရတယ်ဘယ်လိုထိုင်ရလဲဒါဆိုစောင်းကြောင်ဆိုမသိမှဆိုလို့လေအဲ့ဒီလိုတူခုလေးထိုင်ပြီးအမေရဲ့ကြောဘက်ကိုမျက်နှာမူရတယ်မိခင်ရဲ့ကြောဘက်ကိုမျက်နှာမူရတယ်သူခင်းထိုင်တာထိုင်ထားတာကတသိန်းတန်ကပလာပေါ်စောမိခင်ရဲ့မစင်ဟောင်းပေါ်မှာထိုင်မိခင်ရဲ့မစင်ဟောင်း
အဲ့ဆိုတော့ရှင်းသွားပြီတဲ့သူရွက်ထားတာကမိခင်စားကားဝါတာတဲ့ခွေးအံပန်းနဲ့တူတဲ့အစာတစ်ကိုကောင်းပေါ်မှာဟောတယ်ရွက်ထားတယ်ကောင်းပေါ်မှာရွက်ထားပါလားဘာလို့ကရွက်ထားအောက်ကမစင်အောင်အပေါ်ကအစာတစ်နေရတာမွေးမွေးကြကြလန်းနာဆောဆောလားအဲ့ဒါကိုယောဂီရပြောတယ်ကျုပ်တို့အတန့်ရှင်းမှကြိုက်တာလေကျုပ်တို့ကဘာလဲလဲချီချီရစ်တော့ကြတာဦးနောင်းလာတယ်ဟုတ်လားယောဂီအဘိဓါစဖိုင်းမှကြိုက်တာလေကိုလာခဲ့တာကြည့်ပါဦးမှာလာခဲ့ရပဲလာခဲ့ရအညစ်ကြေးရမလာရအောင်လားကဲအောက်ကကျင်ကြီးအပေါ်ကအစာတဲ့မွေးနေတာပဲယောဂီမမွေးလည်းယောဂီကဲအဲ့ဒီလိုနေရတာအခုလိုတနိုင်တရက်လားဆိုတော့6လကျော်နေရတယ်ဘယ်လောက်6လအဲ့ဒါအလုံးထောင်ကြသွားတာလေဘာထောင်လဲအလုံးထောင်ကဲတထွာတမိုင်းရှိတဲ့ဝမ်းကြတိုက်ထဲမှာကလေးဒုက္ခမရောက်နေဘူးလားရောက်ပါပါဗျာ940နဲ့294ရက်ဘယ်နည်းရက်294ရက်ကဲမမီးရောနေကိုလေးမှလည်းခြေကနာပေးတာမဟုတ်ဘူးဘယ်တော့လဲရောက်ပြီ294ရက်နေရတယ်ရက်ပေါင်းအခုယောဂီတရားထိုင်တော့မပင်ပေါင်းလားမျက်နှာကြည့်တော့ဘီလူတန်များကြီးရထားတယ်ရှုံမဲရောပါယောဂီမရှိတာယောဂီမျက်နှာလေးကြည့်တော့အာတော့ပြီးတော့ဖြစ်နေတယ်ဘယ်လိုဖြစ်နေလဲတချို့များထိုင်နေတာဝေလာပြင်းတော့လေမရှိတာယောဂီနိုင်ဘယ်တော့ပြည့်လဲမျောနေတာလေမရှိဘူးလားတချို့လည်းမျက်စိအတင်းလို့ဖြစ်နေတယ်တပည့်ကပဲတပည့်အတင်းပဲရှိတယ်ယောဂီကဲယောဂီတို့ထိုင်ရတာဘယ်တော့လဲအဲ့ဒီတနိုင်ကိုယောဂီတွေမျက်နှာလေးတကယ်ကိုရှုံမဲပြီးမှတကယ်ကိုယောဂီတွေအခုပဲမြေကြီးကြပြီးမော်တော့ကပုံလာမဲ့ထားတယ်အဲ့ဒါဥစ္စာတရားဆောဆောဖြုတ်နေရတရားဘာလို့ပြရမထူအောင်9မိနစ်10မိနစ်လို့ဖြုတ်ပြလိုက်တရားထုတ်ပြီးကျေးဇူးရတယ်လားမလားယောဂီဟောလက်ဆမ်းကြောဟုတ်တယ်ယောဂီကောင်းပြီအဲ့ဒါကဘယ်လိုနေရဘုရားအဲ့ဒီလိုဆိုတော့ယောဂီရလွယ်တယ်လို့ထင်နေတာဇာတိဒုက္ခအခုလိုຢာဒီဥဒ္ဓတွေပူလို့ရေခဲတွေတောက်ချလိုက်နေမတိလေတိဒီလိုဥကောင်းပါလေအေးတွေမကြောက်လားကြောက်ပါဘူးမေးတွေခိုင်သွားတယ်မေးတွေပါတဲ့သွားအဲ့ဒီချိန်မှာအမေကချင်းငံဆက်တွေစားရေတွေပူတွေတောက်ချနေမတိလေမတိဥကောင်းအရန်ပူတယ်တဲ့အရန်ပါလေပူတယ်ယောဂီတွေပစ္စည်းတွေကြားမှာကြာနေလို့လမ်းကောက်လိုက်ဟောဒီလိုလမ်းကောက်လိုက်ကြောကိုဟောဒီလိုလမ်းချိုးတယ်ပဲဟောဒီလိုပါလေလမ်းချိုးတယ်ဒုက္ခလားဒုက္ခလားဒုက္ခအဲ့ဒါကိုဂိမ်းနာမှာလို့တဲစုဘကဖျားတိုင်းမှာဟောတော်မူတာဇာတိပိဒုက္ခသစ္စာဘာလဲယောဂီတွေဇာတိပိဒုက္ခသစ္စာအဲ့ဒီဒုက္ခကိုရချင်လားမရချင်ပါဘူးဗျာအဲ့ဒါကိုဘုရားရှိခိုးသွားပြီးဆုံးတော်ွက်တွေတိုးပြီးတော့လူစည်းတွေမှာလည်းစီးတွေကဒုက္ခလားဒုက္ခတွေသွားတောင်းနေတာဘုရားနာမှာဘာတွေသွားတောင်းနေတာဒုက္ခတိလို့တော့မတိလို့လားမတိလို့ပါဗျာဘယ်သူရှိလို့မတိတာသူလက်ချက်မိနေတာယောဂီတို့ဦးဇင်းတို့အဲ့ဒါနဲ့294ရက်နဲ့ပြည့်သွားရောကံကြောင့်ဖြစ်တဲ့ကံပါဇတ်တွေကတရေသားလေးရဲ့တင်ပေါင်းကိုပုတ်ချလိုက်တာကလေးဂျွန်းနာသွားတယ်ဘာဖြစ်သွားဂျွန်းနာခေါင်းအောက်ဆိုင်သွားတယ်ခေါင်းပါပြည့်အောက်ဆိုင်ငါတော့ဒီကအသက်ရှင်မရတော့ဘူးအသက်အတူတရာနဲ့တဲ့ကြောင့်လည်းကြာပြီလို့အောင်းနေတယ်ကလေးကအဲ့လိုနဲ့လူပြည်လူတော်ကလည်းရောက်လာရောမိမျောပြီးရောက်လာဘာဖြစ်လဲရောက်မိမျောအဲ့တော့ဆရာဝန်တွေဝမ်းဆက်လက်တဲ့လက်အိတ်တွေကိုကလေးကိုခေါင်းအောက်ဆက်ချောင်းအပေါ်ထောင်3-4ချက်လောက်ထုလိုက်တဲ့အခါတော့လန့်ဖြန့်ပြီးငိုလာဘာဖြစ်လဲဘာလို့ငိုလဲသိချင်မလားငါတရေတစ်ပက်တွေဝိုင်းဆွဲတဲ့ထင်ပြီးငိုတာဟုတ်တယ်ယောဂီကလေးကလူညံ့တယ်လေကလေးကဘာလဲဆရာဝန်လက်တွေဆရာဝန်မလက်တွေခတ်တန်းတန်းလက်အိတ်တွေအေးရအေးနဲ့သွားကြအောင်မှာတော့ဆေးတော့မငိုလဲလေလန့်ပြီးမှဘာဖြစ်အဲ့ဒီလိုနဲ့ယောဂီစားခဲ့တဲ့ဘဝကအမူနဲ့စားခဲ့ရဘာနဲ့စားခဲ့ရအမူနဲ့စားခဲ့ရတရားရအစဘာနဲ့စားအမူနဲ့စားကဲတေခါကြီးကျတော့လေဒီသားဒီသမီးဒီစီးပွားဥစ္စာနဲ့ခွဲရတော့မှာပဲမျက်ရည်ပါတဲ့လေကြားမျက်ရည်မကြောက်လားကြားစားတော့လေအမူနဲ့ခွဲတော့လေအမူနဲ့
တည်တာတော့မကောင်းတော့ကောင်းပါမလားမျက်ရည်ကြပြီးတည်မဲ့တည်တဲ့မျက်ရည်ကြပြီးတည်မဲ့တည်ယောဂီဥစ္စနာတရားကင်းပြီးတော့မှပေါ်လာတဲ့ဝေဒနာကိုဝိပဿနာရှုပြီးမှတည်တော့မယ်ဆိုလို့ရှိရင်မျက်နှာပြုံးပြီးတည်တဲ့ပြုံးတည်တဲ့ဘာတည်လဲပြုံးတည်မဲ့တည်ဘယ်ဟာကြိုက်ပြုံးတည်အဲ့လိုဆိုတရားများများပါလို့မယ်ဈဉ္ညာချင်းမှာဈဉ္ညာအာလံတလံယောဂီဈဉ္ညာမှာတော့မလဲယောဂီကြိုက်တာတော့ပြုံးတည်ကြိုက်တယ်ဒါပေမဲ့စကားကောင်းတယ်ရပါမလားမရပါဘူးဘုရားပေါ်လိုက်နောက်ယောဂီစကားလေးကောင်းလိုက်ရပါမလားမရပါဘူးဗျာကဲယောဂီအဲ့ဒီလိုဆိုတော့ယောဂီတို့ကဇာတိဒုက္ခနဲ့လွတ်ပြီလို့ပြောဖို့ရှိတယ်အဲ့ဒီအချိန်မှာယောဂီသူငယ်နာဘဝရောက်သွားတယ်ဘယ်ဘဝသူငယ်နာဘဝဆိုတာသိတာစာရန်တို့တိုက်တာရေမြို့ဟဲ့တိတ်ဟဲ့ကဲယောဂီဒုက္ခမဖြစ်နေဘူးလားဖြစ်ပါပါဗျာရှင်ခိုင်းလို့ပေါ်ပေါ်မောင်းနိုင်သေးလားမောင်းနိုင်ပါဗျာတော့ရိုးစင်ခဏမှရှိရပေါ်ကိုထားပြီးတောင်းနိုင်သေးလားတောင်းနိုင်ပါဗျာကိုမြင့်ကြီးတော့ပေါ်ကိုတန်ရှင်းလုပ်နိုင်သေးလားလုပ်နိုင်ပါဗျာတခြားလားဒုက္ခိတသေးလားဒုက္ခိတအဲ့ဒီဒုက္ခိတတွေကိုတဖြည်းဖြည်းအသက်တွေမှာဖြစ်လာရှိပါပါစာနေပြူသွားတွေကျိုးနားတွေထိုင်ပိန်နေတွေတော့ဇရာမွေဆက်မကဲ့ဘူးလားကဲပါဗျာဦးလေးတို့တော်တို့ဖိုးဖိုးတို့ဖွားဖွားတို့နှစ်ချောင်းနဲ့သွားလာကြလာပြီကျုပ်သုံးချောင်းနဲ့သွားပြဆိုတာတောင်ဝေးတက်ပေးလိုက်တယ်တောင်ဝေးနဲ့ဘာလို့ပေးလဲကဲဒီတောင်ဝေးနဲ့မသွားဘူးလားသွားပါဗျာဟောဦးလေးတို့တော်တို့နှလုံးနဲ့ကြည့်တာကြာကျုပ်လေးလုံးနဲ့ကြည့်ပြဆိုတော့ကျက်စမမျက်နှာတက်ပေးလိုက်ဘာတက်ပေးလဲတခြားကဇရာမွေလားအဲ့တော့အချိန်လုံးကတော့ယောဂီတို့ဦးဇင်းတို့စံပင်ကနတ်မောင်းနေတာဘလုံးရောင်ကြည့်တာဘာလဲဘလုံးရောင်ကြည့်တာအခုတော့ဖွေးပြီးတော့မှကြာစံကြည့်တာတဲ့ဘာကြည့်တာလဲယောဂီကြာစံကြည့်တာအချိန်လုံးကတော့ဘလုံးရောင်ကြည့်တာအခုတော့ကြာစံကြည့်တာအဲ့ဒီလေယောဂီအလူပွဲတွေရှိတော့မဖိတ်ဘူးလားဖိတ်ပါတယ်ကဲထိုင်းနိုင်ငံမှာယောဂီတွေတခါတခါအလူကြီးတွေပေးတယ်ဖိတ်တယ်ဒုတိယဘုံမင်္ဂလာပွဲတွေဖိတ်တယ်မတော်လားယောဂီအဲ့ကကျတော့ယောဂီဆိုင်ထဲသွားပြီးတော့မှစံပင်မှာ